လူတိုင်းတော့ဒီကော်ရခါညွန်းနေပေါ့နော်ကော်ရခါတီးတွေစားကြတာပေါ့နော်ဒါလေးကြတော့စူကာတီလို့လည်းခေါ်တယ်ဒီဖက်ကတော့ပေါ့နော်စူကာတီလို့လည်းခေါ်တယ်ကော်ရခါတီလို့လည်းခေါ်တာပေါ့နော်လူတိုင်းတော့စားကြတယ်ဒါပေမဲ့ဒီစူကာတီပေါ့နော်ကော်ရခါတီကဘာအတွက်တွေပေါ့နော်ကောင်းမွန်စေတာလဲဆိုရင်ပေါ့နော်တော်တော်များများကဒီချက်စားကြတယ်ကြော်စားကြတယ်တချို့ကျတော့အကြော်လေးလှုပ်စားကြတာပေါ့နော်အခုကဒီရှေ့ပြောပြမှာကဒီကော်ရခါတီးရဲ့ပေါ့နော်ဒီအစိမ်းကိုဟိုကဒီပေါ့နော်တချို့ကျတော့အစိမ်းတုတ်စားတာပဲဖြစ်ပေါ့နော်တချို့ဒီနိုင်ငံခြားသားကြတော့ဒီအစိမ်းကိုပေါ့နော်ချော်ရည်အနေနဲ့လှုပ်တောက်ကြတာပေါ့နော်အဲ့ဒီခါမှာဘာအတွက်ဒီကောင်းမွန်စေတယ်လဲဆိုဒီပေါ့နော်အစစ်မြစ်ကြိုက်ခဲတဲ့သူတွေပြီးတော့မှကောက်ယောဂပေါ့နော်အဲ့လိုမျိုးလူတွေကိုပြောက်ကင်တက်တာစီရပေါ့နော်ဒါကိုဘယ်လိုမျိုးလုပ်ပေးရမှာလဲဆိုရင်ကိုကဒီဖြော်တောက်တဲ့အခါမှာဆိုဒီကော်ရခါတီးပေါ့နော်ဒီကော်ရခါတီးတစ်လုံးကိုပေါ့နော်ကိုကအတုံးလေးသေးမဲ့လီးပြောမှကိုကဒီပေါ့နော်ကြိတ်ပြောမှရလာတဲ့အရည်လေးကိုဒီတံမြာရည်သစွန်းပေါ့နော်တံမြာဒီစစ်အရည်ကိုသစွန်းပြီးရင်အရသာလေးကနည်းနည်းလေးအချိုတက်လေးရှိအောင်ဆိုပြီးတော့မှဒီပြားရည်ပေါ့နော်ပြားရည်လက်ဖက်စားစွန်းသစွန်းကိုရောပြောမှကိုကတစ်နေ့ကို3ကြိမ်တောက်ပေးမယ်ဆိုရင်ကိုကဒီအစင်းမြစ်ကြိုက်ခဲတာတို့ဒီကောက်ယောဂါတို့ကိုပျောက်ကင်းစေတာပေါ့နော်သူကဒီပေါ့နော်အာဟာရဓာတ်တော်တော်များများလဲပေးတယ်ပေါ့နော်ကိုကဒီတုတ်စားတာမဟုတ်ပဲねဖြိုရည်အနေနဲ့လောက်တောက်ကြည့်ပါเนาะတီရှယ်ကတော့ဒီတိုင်းရင်းစေးပညာကိုမျှဝေပေးတဲ့တီရှယ်စန္ဒာပါတခြားစေးနည်းကိုသိရှင်နေစဉ်တီရှယ်ရဲ့ comment အောက်မှာလည်းမေးမြန်းနိုင်ပါ